အာဂျင်တီးနားနီးပြကသူ့ကစားသမားတွေကို pressing တက်ဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာမိုလီနာကချက်ချင်းပဲပြင်သစ်နောက်ခံလူကိုဖိအားပေးဖို့အပြေးတက်သွားတယ်။ဖိအားအောက်ရောက်သွားတဲ့နောက်ခံလူက panic ဖြစ်ပြီးဘောလုံးကိုအလင်းစလိုရှင်းထုတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီဘောလုံးကမိုလီနာစီတိုက်ရိုက်ရောက်သွားခဲ့တယ်။မိုလီနာက fast touch နဲ့ပဲ McAllister စီချက်ချင်းချပေးလိုက်တယ်။အဲ့ဒီအချိန်မှာ defender က McAllister ကိုဖိအားပေးဖို့ချက်ချင်းတက်လာတယ်။ McAllister ကရှေ့မှာ Messi လွတ်နေတယ်ဆိုတာသိလိုက်တာနဲ့ဘောလုံးကိုသူ့စီလှည့်ပေးလိုက်တယ်။ Messi က control လုပ်လိုက်တဲ့အချိန်မှာပြိုင်ဘက်နှစ်ယောက်ကဝိုင်းပိတ်ထားပြီးသား။လူအများအတွက်ဒီ play ကဒီမှာတည်းပြီးသွားပြီလို့ထင်ရပေမဲ့ Messi အတွက်တော့မဟုတ်ဘူး။သူက instinctively တည်နေတယ်။ Alvarez ကဘေးချမ်းမှာလွတ်နေပြီး space ထဲကိုဝင်ပြေးဖို့ ready ဖြစ်နေတယ်ဆိုတာ။ဒါကြောင့်ဘောလုံးကို Alvarez စီချက်ချင်းပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲ McAllister က deep run ကိုစပြီးတာ Alvarez က situation ကို perfectly ဖတ်လိုက်ပြီး space ထဲကို through pass တင်ပေးလိုက်တယ်အခု printed မှာ central zone တစ်ခုလုံးကို cover လုပ်ဖို့ defender တယောက်ပဲကျန်တော့တယ်အဲ့ဒီ defender က cross ကိုပိတ်ဖို့အလဲကိုပြေးဝင်သွားတဲ့အချိန်မှာတစ်ဖက်ချမ်းမှာ Di Maria က completely free ဖြစ်သွားတယ် McAllister ကအရာအလုံးကိုနားလည်သွားပြီး Di Maria စီ perfect pass တင်ပေးလိုက်တယ် Di Maria က calm finish နဲ့ touch လေးတစ်ချက်ထဲသွင်းလိုက်တယ်ဘောလုံးကနတ်ထဲဝင်သွားတဲ့အချိန်မှာတော့ Di Maria ကကမ္ဘာချန်ပီယံဖြစ်သွားခဲ့တယ်